စင်တန်တစ်ခုရဲ့လိုအပ်ချက်ဟာအသေးစိတ်အချက်လက်တွေပေါ်မှာမူတည်ပါတယ်။ Figures Union Engineering ဟာကမ္ဘာအဆင့်မီ Global Supply Chain နဲ့ဓာတ်ရိုက်ချိတ်ဆက်ပြီးအရေးအသွေးမြင့်စနစ်တွေကိုပြည်နာဆောင်ရှိတည်ဆောင်လာခဲ့ပါပြီ။ကျွန်တော်တို့အတွက်အရေးအသွေးဆိုတာကတိကိုတစ်ခုပါပဲ။ဒါကြောင့်လေတရုတ်နိုင်ငံကထုတ်လုပ်မှုလိုင်းနေစီကျွန်တော်ကိုယ်တိုင်တွားရောက်ပြီးစံချိန်စံညွှန်းတွေကိုတေးစိတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။မင်္ဂလာပါကျွန်တော်နာမည်ကတော့ဦးနေသွေးခန့်ဖြစ်ပါတယ် Figures Union Engineering Company Limited ရဲ့ Director အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့တရုတ်နိုင်ငံစူဂျိုးမြို့မှာရှိတဲ့ SGEC Lift Factory မှာရောက်ရှိနေတာဖြစ်ပါတယ်မကြာမီတည်ဆောက်တော့မှာဖြစ်တဲ့ပြည်မနာမြို့မှာဈေး project မှာအသုံးပြုမဲ့ Fuji brand elevator escalator ထုတ်လုပ်တဲ့မှုတွေကိုကိုယ်တိုင်လာရောက်လေ့လာနေတာဖြစ်ပါတယ်စီးပွားရေးတဲ့ကျော်လွန်ပြီးနေပြည်တော်မြို့တော်ရဲ့အတွက်နောက်နှစ်ပေါင်းများစွာအထိဂုဏ်ယူဝင့်ကြွားနိုင်မယ့်ပြည်သူ့ကောင်စီတစ်ခုခြံထားရဖို့ရည်ရွယ်ထားတဲ့အကြောင်းလဲကျွန်တော်တို့အသေးစိတ်ကအစားတိကျစီစဉ်ထားတာပါ Usually for like supermarket, shopping mall. Obviously, this the equipment all installed, indoor working station, and those are the cable lines. Cable lines. This is for the public, like outdoor, or sometimes semi-outdoor. Yeah. ဒီကမ္ဘာအဆင့်မီစနစ်တွေကလူစီကားတဲ့နေရာတွေမှာကြုံရတဲ့တူးပေးရနဲ့စောင့်ဆိုင်ရတဲ့အခက်အခဲတွေကိုလုံးဝမရှိအောင်ဖြေရှင်းပေးတော့မှာပါ All the safety devices, and these the safety devices here we use all been tested. First in China, and second because a lot of equipment export to Europe, so also get to the European test. So double testing. We give you the best elevator, but does not mean the elevator can work perfectly. Why? Because we need a strong team to install, to maintain well, and then make whole systems perfect to work. So it's both teams strong and then work with your strong company. So I feel like very confident that we can make the Myanmar market great. ကလေးငယ်တွေအစားတက်ကြွရော်တွေအစုံမိသားစုအားလုံးအတွက်ပြည်မနာမြို့မှာကြီးမှာဖြတ်တန်းရမယ်မိနစ်တိုင်းဟာစိတ်အေးချမ်းသာပြီးတတောင်းတတာအရှိဆုံးဖြစ်နေပါလိမ့်မယ်